source မှာ edit လုပ်ပြီးတော့ add လုပ်ပါ repo.byteurl.net ကို edit လုပ်ပါဘယ်လိုဖြစ်ဖြစ်သွင်းပါမယ်ဆိုရင် edit anyway ဆိုတာကိုထည့်လိုက်ပါဒါဆိုရင်ဒီဘက်သူ source ကို download လုပ်ပြီးထည့်သွားပါလိမ့်မယ်ပြီးလို့ရှိရင် byteurl ကိုသွားပြီးတော့ search မှာ location fake ကာဆိုတာကိုထည့်လိုက်ပါ location fake ကပါ iOS 8မှာဆိုရင်8ဆိုတာကိုထည့်ပါကျွန်တော်ကတော့ထည့်ပြီးသားမို့လို့ထည့်မထည့်တော့ပါဘူးထည့်ထားတဲ့အတိုင်းပဲပြပါမယ်အဲ့ location fake ကိုထည့်ပြီးလို့ရှိရင် icon လေးပေါ်လာပါလိမ့်မယ်အဲ့ icon ကိုသွားပါအဲ့ icon မှာရန်ကုန်ဆိုတာကိုထည့်ပြီးတော့ပြင် location ကို on ထားပေးလိုက်ပါပြီးရင် Facebook ကို log out လုပ်ပါပြီးရင် login ပြန်ဝင်ပါအဲ့နေရာမှာ speed ပန်စကားဆိုတာတွေကို download လုပ်လိုက်ပါ speed ပန်စကား download လုပ်ပြီးသွားလို့ရှိရင်ဒီလိုချင်တဲ့ဟာတွေကိုပြောလို့ရပါပြီကျေးဇူးတင်ပါတယ်